ဒီမူရောက်တာ3ရက်မြောက်နေ့ပေါ့အရင်ဆုံးဒီနေ့ကတော့နေနဲ့တာလို့ကျွန်တော်တို့အရင်ဆုံးဒီ Trabex ဆိုရယ်ဒီရှေးဟောင်းမြို့လေးတော့ပြောရဲအဲ့ကိုသွားမယ်ပြီးတော့အဲ့ကနေကျွန်တော်ဒီ Freiburg ဆိုရယ်မြို့ကိုကူရမယ်အဲ့မှာခဏပက်ပြီးတော့ကျွန်တော်ဒီပြင်သစ်ကိုထပ်ပြီးတော့ကူရမယ်ပေါ့ Strasbourg ဆိုရယ်မြို့ရာသီဥတုကတော့မနေ့ကထက်နေတာတယ်ကျွန်တော်ဒီမှာနေတာတော့နည်းနည်းလေးပိုလဲလို့ကောင်းရမယ်ဖက်လို့ဒီကူးကောင် ဘယ်တော့ကြမယ်ဒီရေတကွန်ဒီမှာဆရာရရေကူးကျင်လို့တဲ့ Trabex ဆိုတဲ့နေရာကိုသွားမယ် ဤပါတနိုင်ကြာဆရာဤပါတနိုင်ကြာ ကျွန်တော်တနားရီဆိုဒီဘက်2နာရီကြာတာဒီဘက် ဤတနိုင်ပါအောင်ပါစီဖွင့်နေပဲကျွန်တော်အိတ်ကျွန်တော်ခုဒီ Trabex ဆိုတဲ့မြို့ရောက်ပါပြီတော်တော်လေးလှပါရဲ့မြို့ကပြဒီမှာ WhatsApp ဒီရေတခွန်ပေါ့ကျွန်တော်ဒါပြင်ရေတခွန်တော့ကြည့်မှာဖြစ်ပါတယ်ကျွန်တော်ဒီအပေါ်ကနေကြည့်ရင်ဒီတစ်မျိုးလုံးမြင်ရတာပေါ့ပြတော်တော်လေးလှပါတယ်ဒီမှာကျွန်တော်ခုကတော့ရေတခွန်သွားမယ်ဆိုရင်ဟိုလန်းကနေသွားရမယ်ထင်တယ်အင်းလန်းကိုသွားမယ်ဒီအောက်မှာလူသွားလန်းလေးရှိတယ်ကျွန်တော်ကျွန်တော်အရင်ဆုံးခုရေတခွန်သွားမယ်ရေတခွန်သွားပြီးသွားရင်ကျွန်တော်ဒီအောက်ကမြို့လေးထဲဝင်လဲမှာဖြစ်ပါတယ်မြို့ကတော့တော်တော်ကိုလှတယ်ကျွန်တော်ပြမယ်လာလဲလူတွေလည်းရှိတယ် tourist တွေကျွန်တော်အရင်ဆုံးဒီမှာဒီဝင်ဖို့ဝင်ကြီး9ယူ9ယူရိုပေးရပါတယ်မြန်မာငွေ4000ခွဲတန်းကြပြဆွမ်းကားတော့ပြင်လာလိမ့်မယ်ကျွန်တော်ခုရေတခွန်ရောက်ပါပြီကျွန်တော်ကြားတယ်ဒီမှာပြီးတော့ထက်ရှိသေးရလားမသိဘူးသူကျွန်တော်သိရတော့ဒီရေတခွန်ကဒီ Trabex ရေတခွန်ကဒီဂျာမနီမှာအကြီးဆုံးရေတခွန်လို့ပြောတယ်ပုံမှန်တော့ဒန်းနေရှိသေးတယ်ထပ်ပြီးတော့ရှေ့အောင်မယ်ထင်တယ်ဒီထဲတော့ဆင်းလို့တော့မရပါဘူးဒီမှာခုကျွန်တော်တို့အပေါ်ထပ်ပြီးတော့တက်နေပါတယ်ဒီဘက်လေးနေတာပြတာ ရင်ဘတ်ထဲက Manchester မန်ချက်စတာအင်းကြီးပဲပါတယ် ကျွန်တော်ရဲ့ဆရာကြီး Marisa ပါကျွန်တော်အပေါ်ထက်တက်နေရပါပြီဒီကတော့ကျွန်တော်ဒီဂျာမနီနိုင်ငံရဲ့အကြီးဆုံး forest ပေါ့ဒီ Black Forest ရဲ့အပိုင်းထဲမှာပဲရှိပါသေးတယ်ပြင်သစ်နယ်စပ်ပေါ့ဟိုဘက်သွားရင်ပြင်သစ်ရောက်မယ်ကျွန်တော်ဟိုဘက်သွားရင်ဆွစ်ဇာလန်ရောက်
ကျွန်တော်ခုကတော့အပေါ်တော့ဆက်မတက်တော့ကျွန်တော်အပေါ်မှာအဝေးရှိသေးတယ်အများကြီးရှိသေးတယ်ဒီတစ်ခွန်လည်းရှိအောင်မထင်တယ်ကျွန်တော်ခုကဒီ prime box ရဲ့မြို့တစ်မြို့သွားဖို့ကြံနေတယ်လို့ကျွန်တော်မနေ့ကလည်းတော်လေးသွားပြီးဆိုတော့ခုဆက်တက်တော့ပဲねကျွန်တော်အောက်ပြန်ဆင်းလာကြပါတယ်ပြီးတော့ prime box ရဲ့မြို့သွားမှာပါကျွန်တော်ရဲ့ကင်မရာမန် ငွေမလေး အဲ့လိုကျွန်တော်ကတော့ခုတောင်ချီကိုပြန်ရောက်ပြီကျွန်တော်ရဲ့ဆရာကြီးကိုကြီးရောတောင်ပေါ်မှာရှိသေးတယ်။အဲကြောင့်ကျွန်တော်ခုမြို့တဲလေးကိုခဏပြမယ်။ထားသွင်းလမ်းညွန့်ပေါ့။ဒါရေခုနမယ် Tribeca Waterfall ရသည်ဥဒုကတော့နေလည်းမပူဘူးမိုးလည်းမရွာဘူးနည်းနည်းအုံလေးပေါ့ကျွန်တော်ဘာရှိလဲဆက်သွားကြည့်လိုက်ဒီလိုလက်ဆောင်ပစ္စည်းဆိုင်လေးတွေရှိကျွန်တော်ပြအယုတ်လေးတွေခုကကျွန်တော်ဆောနာဝယ်ထားရဲ့9 euro ticket ထဲမှာသူက package လေးရှိရပေါ့ package လေးခုVR ရဲ့ museum ရဲ့ဘာရလဲမသိဘူးဒီမှာပါတယ်အနောက်မှာထဲမှန်သေးလေးကျွန်တော်activity လေးခုတွေကနေတစ်ခုရွေးခွင့်ရှိရယ်ဒီနေရာတော့ကျွန်တော် package ထဲမှာပါရဲ့ဒီ fantasy ဆိုတဲ့နေရာတစ်နေရာပေါ့အထဲမှာဘာရှိလဲတော့မသိဘူးကျွန်တော် museum လိုမျိုးပေါ့ဒီမှာဘာမှတော့သိမရှိဘူးဒီမှာလက်ဆောင်ပစ္စည်းရှိမယ်ဝယ်နေဝယ်ချင်ရလက်ဆောင်ပစ္စည်းဝယ်လို့ရမယ်ဒီမှာအယုတ်တွေဝယ်လို့ရမယ်ဒီမှာ Maman, est-ce que tu peux faire une vidéo? Tu peux faire une vidéo? Comme ça, fais une vidéo. Comme si ça se ဒါဘီယာတင်တယ်ဟုတ်တယ်ဒီကထုတ်တဲ့ဘီယာပေါ့ကျွန်တော်ဒီမှာ coin လေးထည့်ပြီးတော့ဟိုလေးလှုပ်လို့ရတယ်လက်ဆောင်လေးလက်ဆောင်လေး ဆက်မယ်တက်တာတယူနဲ့ဆက်လာမယ် ကျွန်တော်ဒီမှာ1 euro 2 coin ထည့်ရင် အကျိုးပါတယ် ဒီလိုဟာလေးရမှာဒီပေါ့ဒီလိုနေပဲကျွန်တော်တို့ Freiburg ဆိုရင်မျိုးလေးစီထပ်ပြီးခီးဆက်ခဲ့တယ်။ဘာလို့ကျွန်တော်ဒီ Freiburg သွားတဲ့လမ်းမှာနေရာလေးတစ်နေရာတွေ့ရတယ်ဘိုက်လဲစနေတယ်ခဏလောက်ရက်ပြီးတော့ order ဆွဲကြပါဒါလေးတချိတယ်ဆို ကလောခဏလေးတယောက်ယူ ခုရောက်နေရဒီ Freiburg မြို့ပါသူ Fry ဆိုတာဒီ Germany မှာကျွန်တော် free ပေါ့ Freiburg ဆိုတော့ဒီဟာလွတ်လပ်တဲ့မြို့ပေါ့ဟိုက9နာရီညနေ9နာရီ30ကျွန်တော်ပြမယ်ဒီကျွန်တော်ခုဒီရောက်နေတာကဒီဂျာမနီနိုင်ငံရဲ့ဟိုအောက်ခြေအစွန်နာပေါ့ဒီမှာဆိုရင်ဆွစ်ဇာလန်ရှိမယ်ဒီမှာဆိုရင်ပြင်သစ်ရှိမယ်ကျွန်တော်ဒီမှာအစားတောက်လေးဝင်နေမယ်အစားတောက်လေးဝင်မယ်ပြီးတော့အမျိုးလေးခဏပတ်ပြီးတော့ကျွန်တော်ပြန်ရမယ်ပေါ့ကျွန်တော်မြန်မာပြည်ကဖင်ကောက်ကဒီကိုရောက်နေတာပါဘယ်လဲမြန်မာပြည်ကဖင်ကောက်ဒီရောက်နေတယ်ကျွန်တော်ကင်မရာကြီးကောက်လှည့်လိုက်တယ် မြန်မာပြည်တကယ်ဖင်ကောက်ပါဗျာ မြန်မာပြည်က
အဲ့ကောင်ပုံပုံနေ အဲ့ဒါចောင်းသားတငယ်ချင်းတွေ ဒီမှာကျအဖြစ်မရှိဘူး ကျွန်တော်ကူမျိုးတဲ့ live ပဲကြည့်နေရလားလူကတော့ဒီမှာဒေသမားတွေရှိရပေါ့ဒီမှာ university မျိုးလို့လည်းပြောကြတယ်ဒီမှာကျောင်းတွေရှိပြီးတော့ တိုင်းနဲ့ချင်းကြိုက်တယ်ဟိုထဲမှာဖိနိုင်ခံရမှာသူ အခုရေခဲမုံစားမလို့ပါဒီ private ပါ blueberry ရှိတယ် blueberry အဖေဒီကြောင်းတယ်လေ chocolate အဲ့ဒါတော့အဲ့နဲ့ရှိုကိုလာ ဒူးရောရှိလားဒူးရင်ဒူးရင် ပြပါစား chocolate တော့အာ my more is next fry မျိုးကတော့တော်တော်လေးစီရပြောရမယ်ဒီမှာလူတွေက ကပ်ကနေတာဝူပါ ကျွန်တော်ကတော့မျိုးတွေရောက်နေရပါကျွန်တော်ခုပတ်ဒီပတ်ပေါ့မျိုးတွေရပါဒီမျိုးက university မျိုးပေါ့ဒီမှာကျောင်းသားတွေအများကြီးရှိတယ်ကျွန်တော်ပြတယ်အခုမြင်နေရတာဆိုရင်ကျောင်းရောဘာကျောင်းလဲတော့ကျွန်တော်မသိဘူးပြီးတော့ဒီမှာဒီဘက်မှာလည်းကျောင်းရှိမယ်အဖက်မှာခုပြီးတော့ဒီဘေးမှာလည်းကျောင်းကြီးအဲ့တော့ဒီမျိုးမှာလူငယ်တွေကအများကြီးပဲကျွန်တော်တွေ့ရတာဒီမှာတို့ကဒီလို New Year ဆိုရင်အပြင်မှာအဲ့လိုတွေထွက်တိုင်ကြတာပေါ့ဒီမှာဒီမှာ New Year ကခဏလောက်ပဲ2လ3လလောက်ပဲဆိုတော့သူက New Year ကိုတော်တော်ကြိုက်ကြတယ်ဒီကလူတွေကနည်းနည်းတော့ရာသီဥတုပူပြီဆိုတာနဲ့ကိုအပြင်အထွက်ကြပြီဒီကလူတွေကကျွန်တော်ခုအိမ်ပြန်နေပါပြီ ညီလေးဟိုမှာဆွေးစမ်းမြင်နေရ ဟော လောကတည်းက ကျွန်တော်ခုမြင်နေရဆိုစမ်းတက်နေရပါနေတော့တစ်ချက်ရှိုးလိုက် ရှမ်းပြဆရာလေးနဲ့တောင်တက်နေတာပါ Es ist nicht einfach hochzukommen. Nein. Ja, sehr schön, ne? Ja. ကျွန်တော်နေရဲ့နေရာရဲ့ဒီတောင်ပေါ်နားကိုရောက်နေရပါဒီဖက်မှာဆိုရင်တော့ကျွန်တော်ဒီ Black Forest ပေါ့မြင်တော့မမြင်ရတော့ဒီအကုန်လုံးတောကြီးပဲဒါကြအကုန်တောကြီးပဲကျွန်တော်ဒီတက်နည်းနည်းလင်းရင်ကျွန်တော်ဒီအောက်ကရွာလုံးမြင်ရမှာ
ကျွန်တော်ဆရာနှစ်ယောက်လေးပါတယ်ဒီမှာ Nice, wirklich. Chef ကျုပ်ဒုံးနှွေးနဲ့ဒီခဏလာ Sam sofort ဒီလိုနဲ့ပဲကျွန်တော်တို့ရဲ့တတိယနှစ်ခီးစဉ်လေးပြီးဆုံးသွားခဲ့ပါတယ် Café